ပိုင်း23ရက်ဆောင်မှာတော့အန်နီသူ့ဖေနဲ့တိုက်ခိုက်ရေးလေ့ကျင့်နေရကိုအိမ်မက်မှတ်ပြီးနိုးလာပါတယ်ရှီနာဒတိုင်းထဲမှာတော့အဲရွန်ကိုမျိုးတော်စီခေါ်သွားမယ့်တဲ့ရင်ကလည်းပြတ်နေပါတယ်တမတော်ရဲတပ်ဖွဲ့ဌာနမှာတော့လူသစ်တွေအားလုံးရှောက်လန်းမှာတန်းစီပြီးမတ်တက်ရက်နေရပါတယ်ခဏကြာမှအဖွဲ့ကောင်းဆောင်ရောက်လာပြီးအစီရင်ခံစာတွေနဲ့ရောက်လာပြီးလောရမယ့်တာဝန်တွေကိုပြောပြပါတယ်အဲဒီတာဝန်တွေကတော့မျိုးတော်ကိုဆင်းခေါ်ခံရတဲ့ကင်းတော်တက်နဲ့ပတ်သက်နေပါတယ်မျိုးတော်ရဲ့လမ်းမကြီးကနေဖြတ်သွားမှာမို့လို့အဲဒီအချိန်မှာလိုက်လံဆောင်ရှောက်အောင်မှာပဲဖြစ်ပါတယ်ပုံမှန်ဆိုရင်တော့ရှီနာဒတိုင်းထဲမှာ 3D ကြီးရာတွေကိုထုတ်သုံးလို့မရှိရမယ်ဒီဟောက်ကတော့သုံးလို့ရတယ်လို့ဆိုထားပါတယ်ထိုးစကားကိုကြတော့ဖွဲ့တွေကမလို့ဆိုတဲ့တတရှီနာဒတိုင်းထဲမှာလူချမ်းသာအတိုင်းဝိုင်းတွေပဲရှိတာမလို့ဘသူရန်ကနေကာဝယ်ရမှာလေလို့ထမိလာပါတယ်မိကုန်းထုတ်တဲ့မာလို့ကိုအဲ့လောက်တက်နေရင်မင်းပဲဆက်လုပ်လိုက်တော့လို့ပြောပြီးစာရွက်တွေကိုထိုးပေးလိုက်ပါတယ်ထပ်ပြီးတော့ငါတို့ထိုက်ရရှိရဲ့လုံများနေမှာမလို့စောက်ပြဿနာတော့မတက်စင်နဲ့မင်းတို့ကသာကြီးကျက်လောက်ကြလို့ပြောကတကားကိုဖွင့်လိုက်တော့အထက်ကမြင်ကွင်းကြောင့်ဆွန့်အပ်သွားပါတယ်နေတိုင်းအပိုင်းသစ်တွေကိုကြည့်ကျင်နေဆိုရင်တော့ကျွန်တော်တို့ရဲ့ Facebook page လေးကို follow လုပ်ပြီးသွားလို့ရပါတယ်အပြင်မဲ့ရောက်မှမာလူကပေါက်ပွဲနေပြီးရာကြီးဖြစ်အောင်လုပ်ပြီးစီးကန်းနဲ့မညီတဲ့သူတွေကိုရေးရွတ်ပြမယ်လို့ပြောလိုက်တော့မာလူစကားကိုကြားပြီးသပင်းတိုနဲ့ကောင်မလေးကထိုင်ပြီးတော့တောင်ရီးနေပါသေးတယ်အန်နီကနင်းကိုလေးစားပါတယ်နင်းနဲ့တူတဲ့လူတယောက်ကိုမြင်မှုရဲ့စန့်ညင်ရေးဖို့ဆိုရင်တော့တော်တော်တတိရှိမှရမှာပဲစောက်ဦးဖြစ်ခြင်းလည်းဖြစ်မှာပေါ့လို့စကားမဆုံးခဲ့ပါမာလူကစောက်ဦးနဲ့နိုင်ခံလို့ငါကတော့စောက်ဦးမဟုတ်ဘူးနင်းထင်ရဲ့သူကတော့ဖြစ်ခြင်းဖြစ်မှာလို့ပြောရင်းနဲ့ပဲအချိန်တော်တော်ကုန်နေပြီးကင်းလဲကြဆိုပြီးစကားစားကိုဖျက်လိုက်ပါတယ်ကင်းလဲရင်စိတ်ကမ်းဘက်မှာမောင်ဟုံသမားတွေစီပစ္စည်းခိုးရောက်နေတဲ့စစ်သားနှစ်ယောက်ကိုတွေ့လိုက်ရပါတယ်ဒီချိန်မှာပဲမာလူကကြောက်ကြောက်နဲ့နိုင်ငံပိုင်ပစ္စည်းတွေကပြည်သူတွေရဲ့အခွန်ကနေစီးစင်းတာမို့အတန်တုံတုံကြီးနဲ့ပြောလိုက်ပါတယ်အဲ့လိုပြောလိုက်တဲ့အခါမှာစစ်သားနှစ်ယောက်ကထားရည်လိုက်ပြီးမင်းကအထက်ရရှိတွေကိုလာချင်းကြောက်နေရလားမင်းရဲ့နာကကတော့တောက်ပနေတော့မာလူပြောဆိုပဲအတရာတုတ်တဲကနေပြီးဒင်္ဂါပြတရားကိုထုတ်ယူပြီးမာလူအိတ်ကက်ထဲကိုထည့်ပေးပြီးလက်ထပ်သွားလိုက်ပါတယ်ဒီချိန်မှာပဲမာလူကစစ်သားတယောက်ရဲ့ပခုံးကိုလမ်းဆွဲလိုက်ပြီးနိုင်ငံပိုင်ပစ္စည်းရောင်းတာကလို့စကားမဆုံးခင်မှာတနက်တင်စာကျွေးခံလိုက်ရပါတယ်မာလိုလက်ထဲကတနက်လွတ်ကျသွားပြီးဒူးတော့လဲကျသွားတော့စစ်သားနှစ်ယောက်ကပဲပဲနေနေကိုတမနေပါတယ်တပ်သားတွေလေးတွေကငေးကြီးုံသာတက်နိုင်ကြပေမဲ့အန်နီကရံမွေးရဲသွားလိုက်ပြီးစစ်သားရဲ့လက်ကိုဖမ်းကင်ပြီးထားလိုက်ပါတယ်အဲ့တော့မှသပင်းတူနဲ့ကောင်မလေးကလူတင်လေးမျိုးဘာမှမသိပဲပြဿနာရှာမိတာပါတစ်ချိန်တော့နားလည်ပြပါလို့ကိုစားတောင်းပန်နိုင်မှာလူကြီးကလည်းကြည့်နေရကြောင်းမို့စစ်သားနှစ်ယောက်လည်းလက်ထွက်သွားပါတယ်အရှိမရှိနေတဲ့တနက်ကိုကြည့်ရင်လက်လန်းချင်းနေပေမဲ့အန်နီကအကျင့်ပြတ်ချစားတာကိုအပြစ်ပေးခြင်းနေရလားမင်းအပြစ်ပေးခြင်းနေဆိုရင်ငါကူပေးမယ်လို့ပြောလာရင်စစ်သားနှစ်ယောက်အဝေးရောက်သွားတဲ့တိုင်အောင်တတိရှိမလာပါဘူးနေပင်ကိုလက်သီးနဲ့ထွင်နေပြောတဲ့ဆောက်ဦးဆိုရင်ရောသူတို့ကိုအပြစ်ပေးတာမျိုးလုံးမလားလို့မေးလိုက်တော့အန်နီကလုံးပြဖို့များမှာလို့အဖြေပြန်ပေးလိုက်ပါတယ်ညနေပဲရောက်တော့ရှီနာမီရဲကိုအဲရန်ကိုခေါ်ပြီးလဲတွေဝင်လာတဲ့အခါမှာတော့တော်ဝင်ရဲတပ်ဖွဲ့စောင့်ကြိုနေရပြီးလဲတွေနောက်ကိုလိုက်ဆောင်ရှောက်ရပါတယ်အန်နီလိုက်နေရင်လည်းသူမရဲ့အမိကိုလေတံခတ်အောင်နဲ့ခေါ်လိုက်တဲ့အတန်ကြားလိုက်တဲ့အခါမှာရပ်တန်းလိုက်ပြီးခေါ်တန်ကြားရဲ့လမ်းကြားလေးတွေကိုဝင်သွားလိုက်ပါတယ်လမ်းကြားထဲမှာတော့အာမင်းကိုတွေးလိုက်ပြီးအဲရန်ကိုကယ်ထုတ်ဖို့အတွက်အကူအညီလာတောင်းတာပဲဖြစ်ပါတယ်အန်နီကမကူညီနိုင်လို့စိတ်မကောင်းပါဘူးလို့ပြောပြီးလဲအခါမှာနင်းသားမကူညီရင်အဲရန်အသက်ခံလိမ့်မယ်လို့ပြောပြီးနင်းမကူညီနိုင်မှန်းသိရမယ်ရှီနာတိုင်းအတွင်းကနေပဲထွက်လို့ရအောင်ကူညီပေးရင်ရပါပြီလို့တောင်းဆိုလိုက်ပါတယ်အန်နီကတနက်ကိုအောက်ချလိုက်ပြီးလက်စွပ်လေးကိုဆွန်ရင်းပဲနောက်တစ်ခါဆိုရင်အကူအညီပေးမှာမဟုတ်ဘူးလို့ပြောရင်းနဲ့ပဲအဲရွန်မီကာဆာနဲ့အာမင်တို့ကိုခေါ်လာပါတယ်ငါသာမကူညီရင်နင်တို့ဒီတိုင်းကိုဘလို့ကြိုးကိုစဉ်းစားထားလဲလို့အန်နီကလိုက်ပေါ်နေတဲ့စကားဆလိုက်ပါတယ်ထပ်ပြီးစတူဝတ်ဒေတာမရောက်ခင်ကလေးကထွက်ပြေးဖို့မစီစဉ်ကြလေလို့မေးလိုက်ပါတယ်အာမင်ကဒီမြေပုံရဲ့ဖွဲ့စည်းပုံဟောရှုပ်ထွေးတာကြောင့်မလို့အဲရန်ကိုလူစားလဲဖို့အကောင်းဆုံးကိုနင်းစီကနေတဲ့အကူအညီရနိုင်တာမို့လို့ခပ်ပြေးဖို့အကောင်းဆုံးချင်နေပဲလို့ဖြေလိုက်ပါတယ်လန်တနီယာရောက်တော့အသုံးမပြုတာကြားတဲ့မြေရောက်လိုင်ကောင်းချိန်မှာရက်လိုက်တော့အန်နီကဒီကနေဖျက်ရမှာလားလို့အာမင်ကိုမေးလိုက်ပါတယ်ဒီဟာကမြေအောင်မျိုးတော်ဖြစ်တိဆောက်ခဲ့တာဖြစ်ပြီးဒီကနေသွားရင်အပြင်ဂိတ်တကားနာအထိရောက်နိုင်တယ်လို့ပြောရင်ပဲစဉ်းသွားကြပါတယ်အဲရွန်ကတော့အာမင်းရဲ့စကားကိုမိုက်တဲ့ဘာသာပြောနေနေပဲအန်နီရဲ့အတန်မကြားတာကြောင့်မလို့နောက်လေ့ကြည့်လိုက်တော့အန်နီကအပေါ်မှာပဲရှိနေပါသေးတယ်အန်နီဘာလို့လဲအမောင်ကြောက်လို့လားလို့စပြီးမေးလိုက်ပါတယ်ဒီလိုမေးလိုက်တဲ့အခါမှာအန်နီကတော့ဟုတ်တယ်နင်းလို့တက်တီခဲ့ကငါလို့အားနေတဲ့မိန်းကလေးတယောက်ရဲ့ခံစားချက်ကိုဘလို့နားလည်နိုင်မလဲလို့ပြောလိုက်တဲ့အခါမှာမြန်လာခဲ့လိုက်တော့နင်းလို့ယောက်ျားလေးတယောက်ကိုလေထဲမှာအမောက်သိလို့ရတဲ့မိန်းမအားနေတဲ့မိန်းမလို့မခေါ်လို့မရဘူးလို့ပြောရင်းနဲ့ပဲဆက်ဆင်းသွားကြပါတယ်အန်နီကမြေပေါ်ကမဟုတ်ရင်ငါဆက်ပြီးမကူညီနိုင်ဘူးလို့အတီပေါင်းနဲ့ပြောလာပါတယ်ဘာကြောင့်မှမသိရမယ်ဒီလာတဲ့လမ်းတစ်လျှောက်ခွေးတစ်ကောင်ကြောင်တမိမှမရှိဘူးဘယ်ချိန်ကလေးကငါ့ကိုဒီလိုမျိုးစောင့်ကြည့်နေခဲ့လဲလို့အာမင်ကိုမေးလိုက်ပါတယ်အာမင်လည်းဘာမှမဖုံးကွယ်တော့ပဲဘာလို့မာကိုရဲ့ 3D ဂီယာနင်းစီမှာရှိနေရလဲသူ့ဂီယာပေါ်မှာခဲတဲ့နဲ့အချစ်ရလေးလှုပ်ထားတာကိုငါကောင်းကောင်းမမိတယ်လို့မေးလိုက်ပါတယ်ထပ်ပြီးရှင်ဖမ်းထားတဲ့တိုက်တန်နှကောင်နဲ့နေမဲတက်ခဲ့တာလားလို့မေးခွန်းနဲ့တစ်ဆင့်မေးလာတော့အန်နီကအဲ့လိုထင်ကြီးတွေရှိနေတာအစတွေကဘာလို့မဆွဆွဲခဲ့လဲလို့ပြန်မေးလိုက်ပါတယ်မယုံကြည်နိုင်လို့ပေါ့ဒါပေမဲ့ပြီးခဲ့တဲ့အခေါက်ကငါ့ကိုနှစ်ကြိမ်တိုင်နေမတက်ဖဲပြစ်ထားခဲ့တာကနင်းကိုဆွဆွဲလို့ရသွားတာပဲလို့အာမင်ကဖြေလိုက်ပါတယ်အန်နီကထရီလိုက်ပြီးနင်တို့နိုင်သွားပြီလို့ပြောရင်းနဲ့ပဲတိုက်တန်ပုံပြောင်းမဲ့ချိန်မှာပုံနေတဲ့သူတွေထွက်လာကြပြီးလက်ကိုမကိုက်နိုင်အောင်အားလုံးဝိုင်းချိုးလိုက်ကြပါတယ်ဒီလိုဝိုင်းချိုးလိုက်ပေမဲ့အန်နီကလက်ကလက်စွပ်လေးကအချွန်လေးကိုဖြုတ်လိုက်ပြီးတိုက်တန်ပုံပြောင်းရင်းနဲ့ပဲစီဇန်1ရဲ့အပိုင်း23ကတော့ဒီမှာပဲပြီးဆုံးသွားပါတယ်